အားလုံးပဲမင်္ဂလာပါဒီနေ့တော့အိမ်မှာလှုပ်ရှားဖြစ်တဲ့လွယ်ကူရိုးရှင်းတဲ့ဆလတ်တုပ်ပေါ့နော်ညစာကိုဗီဒီယိုလေးမှာလုပ်ပြပြီးတော့မှဖြစ်ပါတယ်အရင်ဆုံးတဲဦးလေးကိုစီထည့်ပြီးမှကြက်သားကိုကြော်ဖို့လုပ်ပါမယ်ဒီကြက်သားကြော်ထဲမှာပေါ့နော်ကြက်ရင်မုံသားကိုသုံးထားတယ်ပြီးတော့ထည့်ထားတာလေစားနဲ့ငရုတ်ကောင်းမုံနှမျိုးကိုပဲသုံးထားပါတယ်နော်မလန်ခင်တစ်ဖက်မှာရင်ထည့်ပြီးလို့ရှိရင်နောက်တစ်ဖက်လန်ပြီးနောက်တစ်ဖက်မှာပြန်ထည့်ပေါ့နော်စားနေငယ်ကိုအများကြီးတော့မထည့်ဘူးအဲ့လောက်ပဲပေါ့နော်အချုံမုံနေဘာမှထည့်စရာမလိုပါဘူးပြီးရင်တော့ကျမကကြက်ဥပြုတ်လဲလုပ်ပါမယ်နော်ဆလတ်ထဲကိုထည့်ဖို့ကြက်ဥလေးလုံးပေါ့နော်ပြုတ်ပါမယ်ဒီနေ့နှလုံးနဲ့နောက်ရက်နှလုံးပေါ့နော်တစ်ခါလေးပြုတ်ထားလိုက်တာဒါကတော့ပီတာဘရက်ပေါ့နော်ဆလတ်နဲ့စားဖို့ကျွန်မလုပ်ထားတဲ့ပီတာဘရက်ကခဲခန်းထဲမှာထည့်ထားတာဒီလိုမျိုးအသင်းထုတ်ပြီးမှတိုစတာထဲမှာနှွေးစားလိုက်ရုံပါပဲဒါကတော့ဆလတ်ထဲကိုထည့်မဲ့တခွားဒီခင်းချင်းဒီပြီးလို့ရှိရင်ထောပတ်တီပေါ့နော်ဟိုပါပေါ့နန္နမိတ်ဒီပါတွေဘာမှမရှိလို့အိမ်မှာလေဒီတစ်ပတ်ကျွန်မပြောတဲ့အတိုင်းပဲဈေးမသွားဘူးပေါ့နော်နောက်ပတ်တဲ့ခီးထွက်ကြမှာဆိုတော့ဘာမှမဝယ်ဘူးဟင်းနေပို့မှာကြောင့်မို့လေဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲအနေတော့အသုံးသေးသေးလေးတွေသခွားဒီနဲ့ခင်းချင်းဒီရဲ့ထောပတ်ဒီရဲ့ကိုလီးသွားပါမယ်ခုနကပီတာဘရက်ကိုပေါ့နော်အရင်ထုတ်ထားပြီးမှအပြင်မှာထားလိုက်ခြင်းအပြင်အရန်ကိုခဲမနေတော့ဘူးပေါ့နော်သူကလည်းဟိုမျိုးမခဲတာdefrost ဖြစ်တာလည်းအရန်မြန်တယ်ပေါ့နော်မြန်မာလိုဘယ်လိုပြောမလဲတော့မသိဘူး defrost ကိုထောပတ်ဒီကိုဒီလိုလေးအခွန်နွားပြီးမှအသုံးသေးသေးလေးတွေလီးပြီးထည့်လိုက်ရုံပါပဲကျမကတော့ထောပတ်တီတစ်လုံးလုံးထည့်ပါတယ်နော်ထောပတ်တီကလေ healthy fat ပေါ့နော်သူကအဆီဒါပေမဲ့သူက healthy fat ဆိုတော့စားပြီးတင်တယ်ပေါ့နော်ကျမတို့ခန္ဓာကိုယ်အတွက်အရန်ကောင်းတာမို့လို့ပြီးရင်တော့ခုနကအေးခံထားတဲ့ကြက်သားတွေကိုမွပြီးမှထည့်လိုက်ရုံပါပဲဆလတ်ထဲကိုခဲခန်းထဲကထုတ်ထားတဲ့ပီတာဘရက်တွေကလည်း defrost ဖြစ်သွားပြီဆိုတော့ကျမတိုစတာထဲကိုထည့်ပြီးမှ toast လုပ်ပါမယ်ပြီးရင်ဆလတ်ကိုနယ်လိုက်မယ်ပေါ့နော်ကျမတို့လူများ dressing ထည့်စားတာချင်းမတူဘူးပေါ့နော်ကိုကြိုက်တဲ့ dressing ထည့်စားလို့ရပါတယ်အဲ့ဆိုတော့ကျမဒီတိုင်းနယ်ပြီးသူ့ပကံထဲကိုတဝက်ကျမပကံထဲကိုတဝက်ပေါ့နော်ဘာလို့ဆိုကျမထည့်စားတဲ့ dressing သူမကြိုက်လို့သူထည့်တဲ့ dressing ကလည်းကျမစားလို့မဖြစ်ပါဘူးဘာလို့ဆိုကျမရဲ့ကျမရဲ့ချင်းရဲ့အချင်းစားလို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျမကတန်လင်းစီနဲ့ငရုတ်ကောင်းနှစ်ခုပဲထည့်ပြီးစားပါမယ်ခုနပြုတ်ထားတဲ့ကြက်ဥတယောက်တစ်လုံးထည့်လိုက်မယ်ပြီးရင်ငရုတ်ကောင်းထည့်ပြီးရင်တန်လင်းစီထည့်မယ်ပေါ့နော်ဒါကတော့ကိုကြိုက်တဲ့ dressing ထည့်စားလို့ရတယ်ပေါ့နော်ကျမကျမရေးချင်းနေရအချင်းစားလို့မရလို့ကျန်တာတွေဘာမှမထည့်ဘူးပေါ့နော် mayonnaise တွေဘာတွေထည့်ပြီး